အားလုံးပဲမင်္ဂလာပါဗျကျွန်တော်က Facebook မှာစာရေးတယ် TikTok မှာဗီဒီယိုလေးလုပ်ပေးတယ် YouTube မှာလည်းဒီဗီဒီယိုလေးတွေတင်တယ်ဒါအပြင်ကျွန်တော်ကျမကြီးဆွေးနွေးမှုတွေကိုလည်းပြုလုပ်ပေးတယ်ကျမကြီးဆွေးနွေးမှုကကျွန်တော်ရဲ့အလုပ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ကျမကြီးဆွေးနွေးတဲ့အခါမှာတွေ့ရတဲ့ယောဂလက္ခဏာလေးတွေကိုကျွန်တော် analysis လုပ်ကြည့်တယ်စီစစ်ကြည့်တယ်စီစစ်ပြီးတော့ထွက်လာတဲ့ outcome ရလက်ကိုအသုံးပြုပြီးတော့ကျွန်တော်manage လုပ်ပေးတယ်စီမံပေးတယ်အကြံဉာဏ်ပေးတယ်နောက်ဆုံး result အနေနဲ့သူတို့ကကောင်းမွန်သွားတယ်အခါမှာကျွန်တော်က case လေးတွေမှတ်ထားတယ်ပေါ့နော်ဖြစ်ရလေးတွေမှတ်ထားပြီးတော့အဲ့ဒီထဲမှာတွေ့ရတဲ့ဘယ်အစားအသောက်ကဖြစ်ဘယ်လိုနေထိုင်မှုဖြစ်ဘယ်လိုကျန်းမာရေးဆိုချိုးကိုထိစေတယ်ဒီလိုမျိုးလေးတွေကျွန်တော်ပြန်ပြီးတော့ educate ပြန်ပြီးတော့ public ကိုပြန်ဝေမျှတယ်ဝေမျှတဲ့အခါမှာဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီအစားအသောက်ကိုစားရင်ဒီယောဂဖြစ်တယ်ဒီလိုထားရင်ဒီယောဂဖြစ်တယ်ဆိုတော့ပြောရင်နဲ့ကျွန်တော်ပြောတဲ့စကားလုံးတွေကအများအပြည့်တော့ဒါအောင်မစားနဲ့ဒီလိုမလုံးနဲ့ဒီလိုမျိုးတွေပဲဖြစ်တယ်အဲ့ဆိုတော့ဒီလိုစားပါဆိုတဲ့စကားလုံးကိုကျွန်တော်ပြောဖို့တော့လိုတယ်ဘာကြောင့်လဲဆိုတော့လူဆိုတာကအစားနဲ့အသက်ရှင်ရတာဖြစ်တဲ့ကြောင့်မလို့စားရမလဲဆိုတော့သင်ပေးရတာဟာကျွန်တော်တို့ educator လို့ခေါ်တယ်ပညာပေးတဲ့သူတွေအတွက်လောက်ကိုလောက်ရမယ့်အရာပေါ့နော်အဲ့ဆိုကျွန်တော်တို့ဘယ်လိုစားရမလဲဆိုတဲ့အစားအသောက်ကိုစားလိုက်တဲ့အခါကျရင်ကျွန်တော်ကအမြဲတမ်းကျွန်တော်မှာ usual theory တခုရှိတယ်အဲ့ usual theory ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့နောက်ကိုစုပ်နိုင်တဲ့များစုပ်လေးအစားအသောက်ပုံစံကိုနောက်ကိုစုပ်နိုင်တဲ့များစုပ်လေးဥပမာဖြင့်ကျွန်တော်တို့အခုစားတဲ့အစားအသောက်တွေနောက်ဆင်နေစုပ်သွားတယ်အဲ့အစားအသောက်ကပိုကျန်းမာတယ်လို့ကျွန်တော်ယူဆတယ်အဓိကပိုပြီးစုပ်သွားတယ်နှစ်50လောက်နော်အခုဆိုလို့ရှိရင်အသက်50ရွယ်အမျိုးသမီးတွေနားထောင်နေတယ်ဆိုသိလိမ့်မယ်အသက်60ရွယ်အသက်80ရွယ်ဆိုသူတို့ငယ်ငယ်တုန်းကဘယ်လောက်စားကောင်းလဲဒါသိမှာပဲထပ်ပြီးတော့နည်းနည်းထပ်ဝေးထပ်ဆုပ်လိုက်မယ်ကျွန်တော်တို့တွေကိုလိုနီခေတ်ကိုတက်တာနေတာမဟုတ်ကိုလိုနီခေတ်ကအစားတောက်တွေကတော်တော်ကောင်းနေအဓိကပို့ပြီးစုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေစိုက်ပျိုးရေးပတိုင်ခင်ခေတ်ပေါ့နော်စိုက်ပျိုးရေးပတိုင်ခင်ခေတ်ဆိုတော့စိုက်ပျိုးရေးတွေပဲဖြစ်သေးဘူးအဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေဆန်ကိုထမင်းဖြစ်မစားဘူးဂျုံကိုလည်းပေါပေါဖြစ်မစားဘူးအဲ့လိုစိုက်ပျိုးရေးမထုံထားတဲ့ခေတ်တုန်းကလူတွေဆိုလို့ရှိရင်သူကအမဲလိုက်မုတ်ဆိုးတွေကျွန်တော်တို့ရဲ့ဘိုးဘေးတွေဖြစ်ကြတယ်အဲ့ဒါကို hand together ancestor လို့ပြောတယ်သူတို့ရဲ့စားတောက်နေထိုင်မှုကိုကြည့်လိုက်တဲ့အခါကျတော့သူတို့စားတောက်နေထိုင်မှုအတိုင်းစားတောက်တဲ့အခါကျလို့ရှိရင်သူက autoimmune ယောဂတွေကိုကုနိုင်တဲ့အကြောင်းအစားတွေအများကြီးပြပြတယ်။ဒါကြောင့်မလို့သူတို့ဘယ်လိုစားလဲဆိုတော့ကျွန်တော်လေ့လာကြည့်တယ်အထူးသဖြင့် weight protocol ပေါ့နော်။ဒီလိုလေ့လာကြည့်တဲ့အခါမှာကျွန်တော်တွေ့ရတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ပြန်ပြောတယ်။အဲ့ဒါဆိုတော့အဲ့အစားတောက်တွေမှာရှေ့ခေတ်ဒီပေါ့နော်ကျွန်တော်တို့ရဲ့တမိုင်းမတင်ခင်ဘိုးဘေးတွေရဲ့နေထိုင်စားသောက်မှုကိုကြည့်လို့ရှိရင်နံပါတ်1သူတို့တွေကဖမ်းလို့ရတဲ့အသားတွေကိုစားတယ်ငါးတွေကိုစားတယ်နော်သူတို့ကစိုက်ပျိုးမွေးမြူတွေမလုပ်သေးဘူးညာပြီးတော့လို့ရှိရင်ကျွန်တော်တို့တွေအလေးချပေါက်နေတဲ့အသီးရွက်တွေကိုစားမယ်သစ်သီးတွေစားမယ်ပေါ့အဲ့ဒါဆိုဒီလိုအစားအသောက်တွေစားတဲ့အခါမှာသူကအရင်ချမ်းသာကြတယ်အဲ့ဒါဆိုတော့ဘာစားတွေစားရမလဲဆိုလို့ရှိရင်တော့ယောဂဘလပွားနဲ့ကျန်းမာခြင်းတယ်ဆိုလို့ရှိရင်တော့ရှစ်ခေတ်လူတွေရဲ့ပုံစံတိုင်းစားရင်ကျန်းမာတယ်ဆိုပြီးတော့ဒီစာအုပ်တွေကရေးတယ်ပေါ့အဲ့ဆိုရှစ်ခေတ်ပုံစံတိုင်းစားမယ်ဆိုဘာတွေစားမလဲအသားပေါ့နော်သူတို့ဆိုလို့ရှိရင်ဒီနေ့ဖမ်းလို့ရတဲ့ဥစ္စာဒီနေ့တည်သွားတဲ့အသားကိုလက်ဆက်စားရတယ်ဟုတ်ပြီအဲ့ထဲမှာငါးတွေရှိမယ်ငါးတွေကလည်းလက်ဆက်ဖမ်းလို့ရတဲ့ငါးလေးတွေနော်အမဲလိုက်လူတွေငါးနေကျန်းမာသက်ဆန်းတဲ့ငါးလေးတွေဥပမာဖြင့်တဘာဝတိုင်းမွေးတဲ့ငါးနဲ့တဘာဝတိုင်းရတဲ့ငါးနဲ့ကျွန်တော်တို့တွေကန်နေထဲမှာမွေးတဲ့ငါးဆိုမတူဘူးလေတဘာဝတိုင်းဆိုလို့ရှိရင်တို့ကရေစီးရှိမယ်နော်တဘာဝရဲ့တွန်းကန်မှုတွေရှိမယ်သူကတန်မာတယ်အစာကိုလည်းစားတဲ့အခါမှာရေပေါ်လေးတွေစားမယ်ငါးသစ်လေးတွေပြန်စားမယ်ဒါကြောင့်မလို့ဒီငါးတွေကပို့ပြီးတော့ကောင်းနေဟုတ်ပြီလှုပ်ချောင်းချက်ဦးနဲ့ယူဒန်မွေးတဲ့ချက်ဦးတော့မတူဘူးဒါဆိုလို့ရှိရင်သူတို့တွေစားတဲ့အစားအသောက်ကိုအားလုံးပြန်ကြည့်လို့ရှိရင်တော့အတော်လေးချမ်းသာတာကိုတွေ့ရတယ်ဟုတ်ပြီအသားငါးအပြင်ဘာတွေစားလဲဆိုလို့ရှိရင်သူတို့တွေကအသီးရွက်တွေစားတယ်အသီးရွက်တွေမှာအမျိုးအစားမတူတဲ့အသီးရွက်ပေါင်းများစွာစားတယ်လို့ပြောတယ်ဟုတ်ပြီအသီးရွက်က green လို့ခေါ်တဲ့အစိမ်းရောင်ပေါ့အစိမ်းရောင်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်စားရဲဆိုလို့ရှိရင်ဟင်းနုနယ်ရှိမယ်နော်ဟင်းနုနယ်ရှိမယ်နောက်တစ်ခါကျတော့ကစုံရဲရှိမယ်ရှင်မောင်ရဲရှိမယ်ကမုံရဲရှိမယ်အဲ့ဒါခါကျတော့ချိန်ငါးရွက်လေးတွေရှိမယ်ပြီးတော့လို့ရှိရင်စူစကာညွှန်းရှိမယ်ပူးညွန့်လေးတွေရှိမယ်ဒီလိုအစိမ်းရောင်လေးတွေဆိုလို့ရှိရင်ကျွန်တော်က green ဆို back ဆိုတဲ့စကားလုံးနဲ့မှတ်တယ်back ဆိုတာကတနည်းအားဖြင့်ပြောလို့ရှိရင်တော့ B ဆိုတာကvitamin B တွေပါတယ် vitamin B တွေကအုံနောက်တွေတနည်းအားဖြင့်ပြောလို့ရှိရင်ကျန်းမာသက်ဆန်းတဲ့အရာတွေဖြစ်တယ်လို့အုံနောက်ကနေအာယုံကြောအတွက်အပြင်ကနေအကာအရံဖြစ်စေတယ်ပေါ့နော် myelin sheath protection လုပ်ပေးတဲ့ vitamin B9 တွေပါတယ်ဒါအပြင်အပင်ထွက်မှာ vitamin B တွေဒါမကဘူး
အပင်ထွက်အားသောကွန်ပေါင်းတွေပါတယ်အဲ့ဒါကို phytochemical လို့ခေါ်တယ်အဲ့ phytochemical တွေကတနည်းအားဖြင့်ပြောလို့ရှိရင် green လို့အစိမ်းအောင်ရှိတဲ့အရွက်တွေက phytochemical ရဲ့ဟိုတတိယဖြစ်ပြန် power house တွေပဲဒီကောက်ခင်ကကင်ဆာကိုကောက်ခွဲပေးတယ်နော်ပြီးတော့အရွက်တွေနုပြောအောင်အကျိုးပြုတယ်ဒါတွေက green ပေါ့အစိမ်းအောင်ရှိတဲ့သရက်တွေကိုစားလို့ရတာပြီးတော့သူကဗီတာမင် B နေမကောက်အောင်ဗီတာမင် A ပါတယ်ဗီတာမင် A ပါတော့အမြင်အာရုံကောင်းစေတယ်ဒါအပြင်ကျွန်တော်ခုခံအောင်လည်းတင်ပေးတယ်နော်ပြီးတော့ C ပါတော့ကျွန်တော်တို့တွေပင်မနှံကိုခံနိုင်တယ်collagen synthesis ကိုကောင်းပြီးအယူအဆစ်နဲ့အသားရည်နုပြညုံလုပ်ပေးတယ်။ K ပါတဲ့အတွက်ကြောင့်မလို့အယူအဆစ်ကိုကောင်းမွန်စေတယ်။သွေးကြောမှာကယ်လ်ဆီယမ်ထုံးတာကိုကောက်ွယ်ပေးတယ်။ဒါတွေကအစိမ်းအောင်ရှိတဲ့အရွက်တွေကိုစားလို့ပဲရတာ။နောက်တစ်ခါသူတို့တွေရောင်စုံသတိတွေစားပါမယ်။ရောင်စုံသတိတွေကအနီရောင်လိမ်မောင်ရောင်တက်တန်ရောင်စချစ်သဖြင့် eat the rainbow တက်တန်ကိုစားပါဆိုတဲ့ပုံစံထိုင်းပဲ။ကျွန်တော်ဆိုလို့ရှိရင်ဒီနေ့ဒီ blog လေးရိုက်တဲ့အတွက်ကြောင့်မလို့ရောင်စုံလေးတစ်ချက်လုပ်ထားတယ်ပေါ့နော်။ကျွန်တော်ရောစာထဲမှာအဲ့ဆိုတော့ရောင်စုံတီးစုံလေးကိုစားရတဲ့အတွက်ကြောင့်မလို့သူတို့တွေမှာ phytochemical compound တွေမြောက်များစွာနော်ဒါအပြင်ရောင်ချယ်တွေမြောက်များစွာရတယ်ဥပမာပြင်ရောင်စုံတီးထဲမှာပဲထားပါတော့ lycopene ဆိုတဲ့ရောင်ချယ်ဟာကျွန်တော်တို့တွေစီးကျိတ်ကိုကောက်ွယ်ပေးတယ်အဲ့လိုမျိုးပဲ beta carotene ကမျက်လုံးအာရုံကောင်းစေတယ်ဒါအပြင်တခြားသော derivative တွေအများကြီးရှိတယ်ဗျာဒီထဲမှာဒါအပြင် vitamin C တွေလည်းပါမယ်နော် vitamin A တွေလည်းပါမယ်အားသာ antioxidant တွေလည်းပါမယ်အဲ့ဒါကြောင့်မလို့ရောင်စုံသတိတွေစားကြတယ်နော်ဒီလိုမျိုးစားတဲ့အခါမှာအရင်ချမ်းမှလာကြတယ်ရောင်စုံသတိလို့ပြောတဲ့အခါမှာသဘောတိုင်းထွက်တဲ့သတိတွေကိုအဓိကစားစေခြင်းနဲ့ဟိုလူတွေစိုက်လူတွေအများတန်းဟိုနင်းပေါ့နော်စက်နေရာစီရအောင်လုပ်ထားတဲ့ဗီဇပြောင်းသတိတွေကိုတော့ရှောင်စားခြင်းနဲ့အဲ့ဒါ GMO သတိတွေလို့ခေါ်တယ်ဒါအပြင်သူတို့တွေကသွေးသားကိုတက်ဆင်တဲ့ဆာဖာပေါင်ဝင်တဲ့အသီးရွက်တွေစားတာကိုလည်းတွေ့ရတယ်အဲ့ဒါဆာဖာအသီးရွက်တွေဟာသူကအသေးကိုကျိုးပြုတ်ပြီးတော့သွေးထဲမှာရှိတဲ့မကောင်းတဲ့အဆိပ်တောက်တွေကိုတန့်စင်တဲ့အသေးရဲ့လုပ်ငန်းဆောင်တာကိုအခုညီပေးတယ်ဒါကြောင့်မလို့ဆာဖာပေါင်ဝင်တဲ့အသီးတွေအရွက်တွေကိုစားလို့ရှိရင်ပို့ပြီးတော့ကျန်းမာတယ်လို့ဖြစ်တယ်ဆာဖာပေါင်ဝင်တဲ့အသီးရွက်တွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင်တော့onion family လို့ခေါ်တယ်ဟိုကြက်သွန်ကြက်သွန်ဖြူမိသားစုအိမ်မှာဆိုလို့ရှိရင်ကြက်သွန်အိတ်တွေပါမယ်ဒါအပြင် cabbage family လို့ခေါ်တဲ့မုံလာဥတွေပေါ့နော်အဲ့မုံလာဥတွေဆိုလို့ရှိရင်ထိုင်ဝမ်မုံညင်pop chaw နော်pop chaw ပြီးတော့ broccoli ဆိုတဲ့ fan coffee တုပ်ဒီလိုမျိုးလေးတွေရှိတယ်ဒါကိုစားပြီးလို့ရှိရင်တနည်းအားဖြင့်ပြောလို့ရှိရင်တော့သွေးတန့်အောင်ကူညီပေးတယ်ဒါအပြင်ဒီမှာရှိတဲ့ရှိသမျှသောကွန်ပေါင်းတွေအကုန်လုံးကအပင်ထွက်ကွန်ပေါင်းတွေအကုန်လုံးကလူနုပြိုစေတယ်နောက်ဆုံးတစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ mushroom family လို့ခေါ်တဲ့ဟိုပေါ့နော်မှုမျိုးစိတ်ဆိုလို့ရှိရင်ဒီပိုရီယာဘီတာဂလူကန်တို့ပါတယ် immune ထိန်းညှိခြင်းကိုလုပ်ပေးပြီးတော့လူရဲ့autoimmune system တွေကိုလုပ်ပေးတယ်ရုပ်တရက်သူကအသားတွေငါးတွေနဲ့ဒီလိုဟိုကျွန်တော်ပြောတဲ့အသီးရွက်တွေရောင်လုံးသတိတွေနော်သွေးတန့်စေတဲ့ပစ္စည်းတွေကိုစားလိုက်တဲ့အခါကျရင်တော့ရုပ်တရက်ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်လူကအရင်မစားနိုင်ဘူးဒါကြောင့်နည်းကျင်စားလို့ရှိရင်အဆင်ပြေတယ်အဲ့ဒါစားစရာတွေမရှိဘူးကျွန်တော်ထမင်းမစားဘူးဟင်းမစားဘူးဆိုအဆင်ပြေမှာမလားလို့မေးတယ်ကျွန်တော်အခုဆိုလို့ရှိရင်တမိုင်းမတင်ခင်ကလူတွေစားတဲ့ဥစ္စာကိုကျွန်တော်ပြောပြီးသွားပြီအဲ့တော့ paleo diet paleolithic diet ဆိုပြီးတော့လေပြောကြတာရှိတယ်နော်ဒါပေမဲ့ဘာပဲပြောကျွန်တော်တို့တွေကထမင်းနဲ့ဟင်းကိုမစားမင်းနဲ့ဒီလိုပေါ့နော်တရုတ်ပွဲလို့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တွေအနောက်နိုင်ငံလို့ဒါမှမဟုတ်ဂျပန်လို့ဒီလိုလေးစားတောက်လို့ရှိရင်လည်းကျန်းကျန်းမာမာနေလို့ရတယ်လို့ပြောပြပြပါတယ်အဲဒါကြောင့်ကျွန်တော်ဘာတွေစားရမလဲဆိုပြီးကျွန်တော်ဖြည့်ပြီးဖြစ်ပါတယ်ကျွန်တော်ပြောတဲ့blog ဗီဒီယိုလေးကိုဗီဒီယိုလေးမှာတွေးစရာတွေเนาะဒါမှမဟုတ်လို့ရှိရင်ဘူးသူရတွေရရှိပါသေးတယ်လို့ပြောနေပါတယ်ကျွန်တော်နာမည်တော့ပြောမှဖြစ်ပါတယ်ကျွန်တော်ကတော့ wellness educator လေးဖြစ်တယ်လို့ wellness advisor လေးဖြစ်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေ